လာရောက်ဖမ်းဆီးကြတဲ့ရဲမေတွေကိုဝိုင်းပြီးရုပ်မှန်လိုက်တဲ့အပြင်အစိုးရရဲ့အာဏာတော်မထိရောက်တဲ့ရာဇဝတ်အင်ပါယာကြီးကိုဘလူလူကဖြည့်ရှင်းပေးနိုင်မယ်ထင်ပါတယ်လေအိန္ဒိယနိုင်ငံတောင်ပိုင်းကရွာလေးတရွာမှာတော့တိတိလင်္ကာနိုင်ငံကတရားမဝင်ရောက်လာတဲ့ရာဇဝတ်ကမ်းချုပ်ရာနာတွန်ဂါရဲ့ရက်ဆက်စာအနိုင်ကျင့်စော်ကားခြင်းကိုခံနေရပါတယ်ရာနာတွန်ဂါကဒီရွာလေးကိုသူ့ရဲ့အင်ပါယာလိုသဘောထားကရွာသားတွေကိုကျွန်းလိုစေခိုင်းနေပါတော့တယ်ရာနာတွန်ဂါနဲ့အဖွဲ့ဟာတိတိလင်္ကာစစ်တပ်ရဲ့လက်အောက်ကနေရွှေချောင်းတွေကိုခိုးယူလာပြီးအိန္ဒိယနိုင်ငံနဲ့ခိုးဝင်ကနယ်စပ်ရဲအရာရှိကိုလက်ထိုးပြီးတော့အိန္ဒိယနိုင်ငံသားအဖြစ်ခံယူထားသူတယောက်ဖြစ်ပါတယ်တစ်ဖက်မှာတော့နယူးဒေလီမြို့အိမ်ဖြူတော်ကိုရောက်ရှိလာတဲ့ထူးထူးဆန်းဆန်းပါဆယ်တို့ကြောင့်တမန်ကြီးကအရေးကြီးတုတ်ပြနဲ့ပါဆယ်တို့ကိုဖွင့်လိုက်တဲ့အခါတွေးဆွနေတဲ့စာရွက်နဲ့အတူလက်ချောင်းပြက်များကိုတွေ့လိုက်ရပါတယ်။စာထဲမှာတော့ခလေးမလေးတယောက်ကရေးပေးခဲ့တာဖြစ်ပြီးသူတို့ရွာမှာဖြစ်နေတဲ့ပြဿနာကအလွန်ကြီးကြောင်းအခုထည့်ပေးလိုက်တဲ့လက်တွေဟာလည်းသူ့အကိုနဲ့ယာသားတွေရဲ့လက်ဖြစ်ကြောင်း24နာရီအတွင်းမှာအကူအညီမရရင်နောက်ထပ်လက်ချောင်းတွေအပြင်ခေါင်းတွေမှာထည့်ပေးလိုက်မယ်ဖြစ်ကြောင်းသူတို့ခံစားနေရတဲ့ဒုက္ခတွေကိုရေးသားဖော်ပြထားပါတယ်။အဲ့ဒီစာကိုဖတ်ရင်သူ့နိုင်ငံသားတွေခံစားနေရတာကိုခံစားမိသွားတဲ့တမန်ကြီးကမျက်ရည်မထိန်နိုင်ပဲ CBI အရာရှိမူရဒီကိုချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။မူရဒီရောက်ရှိလာတာနဲ့တမန်ကြီးကစာရွက်ထဲကစာကိုဖတ်ခိုင်းပြီးအဲ့ဒီပြဿနာကိုတာဝန်ယူဖြေရှင်းပေးဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရွာသားတယောက်လေထုံနေတဲ့အချိန်လက်ကြီးထွက်လာလို့ကြောက်လန့်တကြားနဲ့ဘေးကလူတွေကိုအော်ခေါ်လိုက်ပါတယ်။ဘေးကရောက်လာတဲ့လူတွေနဲ့ဝိုင်းတူးကြည့်လိုက်တဲ့အချိန်မှာတော့ခေါင်းမပါတဲ့အလောင်း10ခုကိုတွေ့လိုက်ရပါတယ်။ခဏအကြာရွာထဲကိုတည်သွားကြတဲ့အချိန်မှာတော့တရင်ရရှိသွားတဲ့ရဲတွေကပါရောက်လာပြီးအကြောင်းစုံကိုမေးမြန်းလိုက်တဲ့အခါငိုကြွေးနေုံကလွဲပြီးဘာမှမပြောရဲကြပါဘူး။အဲ့ဒီအချိန်ကလေးတယောက်ကသူ့အမေတားနေတဲ့ကြားကနေဒါတွေအားလုံးကရနာတန်ကလောက်တာဖြစ်ကြောင်းအော်ပြောလိုက်ပါတယ်။အကြောင်းစုံကိုတီးသွားတဲ့ရဲမေကရနာတန်ကိုဖမ်းဖို့အတွက်အထက်အရာရှိစီကဖမ်းရန်တောင်းလိုက်ပါတယ်။ဒါပေမဲ့အထက်အရာရှိကရနာတန်ကိုဘယ်လိုလူလဲဆိုတာမသိရင်အခုလုံနေတာကိုချက်ချင်းရက်ပြီးပြန်လာခဲ့ဖို့တောင်ပြောလိုက်ပါတယ်။အဲ့ဒါကိုနားမထောင်တဲ့ရဲမေကရနာတန်စီကိုဥတီလာခဲ့ပေမဲ့ရဲတချို့ကတော့သူတို့မှမိသားစုတွေရှိသေးတာကြောင့်ရှေ့ဆက်မလိုက်နိုင်တော့ကြောင်းပြောလိုက်ပါတယ်။ကြံနေခဲ့တဲ့ရဲမေတွေကြီးပဲရောက်အောင်သွားမယ်လို့ဆုံးဖြတ်ကရနာတန်ရဲ့အိမ်ကိုရောက်ရှင်းမှာပဲအဆောင်တွေကိုတန်းစီပြီးရိုက်လိုက်ပါတယ်။ထိုင်ကြည့်နေတဲ့ရနာတန်ရဲ့အမေစီကိုတွားကအော်ဟစ်တောင်းကျမ်းနေတဲ့ရဲမေကိုရနာတန်ရဲ့မိန်းမဖြစ်သူကအလျှော့တက်ကအိမ်ထဲကိုခေါ်သွားပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့အင်ကြီးတွေရှုပ်ကရဲမေတွေကိုကင်ညာပြအဆက်ခွဲပါတော့တယ်။တစ်ဖက်မှာတော့ခရီးသွားရင်ရထားအက်ဆီဒန့်ဖြစ်ကရထားပေါ်ကဆင်းလာတဲ့ဂျက်တယောက်ကဘိုက်ဆာလုံးတာကြောင့်ဟောင်းနှမ်းနေတဲ့လမ်းဘေးဈေးဆိုင်ထဲမှာစံချင်းအဖွားကိုဝိုင်းကူရင်စားစရာတချို့ကိုထည့်လာကစားနေပါတော့တယ်။အဲ့ဒီအချိန်ကြက်က3စီးကိုရက်ပြီးရုံးသုံးကားဝင်လာတဲ့ဘဲတွေကဂျက်ရဲ့စားလက်စပကံကိုတိုက်ချပစ်လိုက်ပါတော့တယ်။အဲ့ဒီအခါဂျက်ကသူရတာချီချီစားနေတော့တိုက်ချပစ်လိုက်တာကြောင့်တောင်းပန်မှုပြောနေတဲ့အခါဂျက်ကိုလှောင်ရည်နေကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲ10ပိတ်တာလောက်ရှိတဲ့ဂျက်ရဲ့လက်သီးနဲ့တအုပ်လုံးကိုစော်ပေးလိုက်ပါတော့တယ်။အဲ့ဒီအခါမှာတော့အကျိတ်ခံလိုက်ရတဲ့ဘဲတွေကသူတို့ဆရာဘာရတီရဲ့နယ်ဖြစ်တာကြောင့်အခုလိုလှုပ်တဲ့အပေါ်ကောင်းကောင်းကြီးနောင်နာရမယ်လို့ချိန်ချောက်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့ဂျက်ကမင်းတို့မတောင်းမှန်ရင်မင်းတို့ဆရာကိုတောင်းမှန်ခိုင်းမယ်ဟုဆိုကကားပေါ်တက်ကသူ့ဆရာစီလိုက်ဖို့ခိုင်းပါတော့တယ်။တစ်ဖက်မှာတော့တမီးမင်္ဂလာပွဲကျင်းပနေတဲ့ဘာရတီစီကိုရောက်လာတဲ့ဂျက်ဟာရန်ဆူဘာရတီဆိုတာဘာတူလဲလို့မေးပြီးမပြောမဆိုနဲ့ဝင်ရိုက်လိုက်ပါတယ်။ဂျက်ကသူမုံစားနေတော့ဝင်တိုက်ပစ်လိုက်တဲ့ဘာရတီရဲ့တပည့်တွေအစားဘာရတီကိုတောင်းပန်ခိုင်းနေပါတော့တယ်။ဂျက်ကအကျဉ်းချင်းတောင်းပန်ခိုင်းနေပေမဲ့သူ့ကိုဂယူးမဆိုင်တဲ့ရန်ဆူဘာရတီကိုလည်းနောက်တစ်ကြိမ်ရိုက်ပစ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်သူရိုက်ခံနေရတာတော့မှအစားမပြတ်တဲ့သူ့တပည့်တွေကိုရန်ဆူဘာရတီကဆဲဆိုကဂျက်ကိုလာတက်ခိုင်းပါတော့တယ်။အဲ့ဒီအချိန်ဝင်လာတဲ့ရန်ဆူဘာရတီရဲ့တပည့်တွေကိုလည်းဂျက်ကတယောက်ချင်းစီအားလုံးကိုအမှောက်သိပ်ပေးလိုက်ပါတော့တယ်။ဆရာကြီးရန်ဆူဘာရတီကလည်းတူတပတ်တွေလိုပဲအခုလိုလုပ်ခဲ့တာတွေကိုသူတို့ရဲ့ဆရာဆိုမူလူနာသိသွားရင်မလွယ်ဘူးဆိုပြီးပြောကဂျက်ကိုတောင်းပန်ခိုင်းနေပါတော့တယ်။အဲ့ဒီအခါဂျက်ကလည်းမင်းမတောင်းမှရင်မင်းဆရာအဲ့ဒီဆိုမူလူဆိုတဲ့ကောင်ကိုတောင်းပန်ခိုင်းမယ်လို့ဆိုကတစ်ချက်ကြွေးပြီးဆိုမူလူစီကိုလိုက်ဖို့ခိုင်းပါတော့တယ်။တစ်ဖက်မှာတော့လေချောင်းလိုင်းနဲ့ရနတန်ငါတို့ရွာကိုလာနေတဲ့ CBI အရာရှိမူရတီကရုတ်တရက်ဆိုသလိုပဲရာတီဥတုအခြေအနေကြောင့်နီးစပ်ရလေစိတ်ကိုဆင်းသက်လာကကုန်းချောင်းနဲ့ပဲခရီးဆက်လိုက်ရပါတယ်။အရာရှိကိုယ်တိုင်လာရောက်ဖြည့်ရှင်းတာဖြစ်ကြောင်းကိုရနတန်ငါနဲ့ပေါင်းလို့စားနေတဲ့ပြည်내အစိုးရထံကိုရဲတယောက်ကသတင်းပေးလိုက်ပါတယ်။
ဝင်ကြီးကရနတန်ငါစီကိုချက်ချင်းဆက်သွယ်ကအရှင်နေအားလုံးကိုအတိပေးလိုက်ရပါတယ်တစ်ဖက်မှာတော့စိုးမူလူစီရောက်သွားတဲ့ကြက်ဟာအခုချိန်ထိတောင်းပန်စကားမကြားရသေးတာကြောင့်စိုးမူလူကိုလည်းတူလူတွေစားတောင်းပန်ခိုင်းနေပါတော့တယ်အဲ့ဒီအခါစိုးမူလူတို့ကဟားတိုက်လှောင်ရည်နေကြပြီးတော့တောင်းပန်စကားပြောခိုင်းနေတဲ့ကြက်ကိုလည်းအနောက်ကနေရိုက်လိုက်တာကြောင့်စိုးမူလူနာရောက်သွားပါတယ်စိုးမူလူကသူ့ကိုအခုလိုတွေလည်းမပြောခင်အရင်စဉ်းစားတဲ့ညောင်ပြောကသူ့တပည့်တွေကိုအမိတ်ပေးပြီးဂျက်ကိုအပြတ်ရှင်းခိုင်းပါတော့တယ်အဲ့ဒီအချိန်ဝင်လာတဲ့စိုးမူလူရဲ့တပည့်တွေကိုလည်းဂျက်တယောက်အตาရပဲအမှောက်တိတ်ကစိုးမူလူကိုလည်းရှယ်ပလန်နဲ့ကြိတ်ပေးလိုက်ပါတယ်ရှယ်ပလန်နဲ့အတီးခံလိုက်ရတဲ့စိုးမူလူကလည်းသူ့ကိုရနတန်ငါတာတိသွားရင်မင်းလိုကောင်ကိုအမှုန့်ကြိတ်လိမ့်မယ်လို့ရှင်းချောက်လိုက်ပါတယ်ဂျက်ကလည်းမင်းမတောင်းမှဘူးဆိုရင်မင်းကိုရနတန်ငါဆိုတဲ့ကောင်ကိုတောင်းမှခိုင်းမယ်ဦးဆိုကစိုးမူလူရဲ့ဂုတ်ကိုဆွဲပြီးရနတန်ငါစီထွက်လာပါတော့တယ်ရနတန်ငါရဲ့ရှန်တကားကိုကားနဲ့တိုက်ပြီးစိုးမူလူကိုခွေးလိုဂေါကနေဆွဲလာတဲ့ဂျက်ကိုဘွားတော်ကမျက်လုံးအပြူသားနဲ့ကြည့်နေတဲ့အချိန်ဂျက်ကလည်းအဆောင်တွေအကုန်လုံးကိုအမှောက်သိပ်ပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့အခါမှာတော့အားလုံးကအံ့ဩတကြီးကြည့်နေကြပြီးမင်းကိုရနတန်ငါဆိုတဲ့ကောင်ကိုခေါ်လိုက်စမ်းဆိုပြီးစိုးမူလူကိုဂျက်ကပြောလိုက်ပါတယ်အဲ့ဒီအချိန်စိုးမူလူရဲ့အော်တန်ကြောင့်ရနတန်ငါကအိမ်မော်ကနေဆင်းလာပါတော့တယ်အိမ်မော်ကနေဆင်းလာတဲ့ရနတန်ငါကိုလည်းဂျက်ကတောင်းပန်စကားပြောခိုင်းနေပါတော့တယ်ရနတန်ငါကတောင်းပန်ခိုင်းတဲ့အကြောင်းကိုမေးလိုက်တဲ့အခါမှာတော့ဂျက်ကသူမုံစားနေတဲ့အချိန်ဝင်တိုက်လိုက်တဲ့မင်းရဲ့နောက်လိုက်ခွေးတွေကနေတဆင့်ပြီးတဆင့်မင်းစီကိုရောက်လာတာဖြစ်ကြောင်းပြောလိုက်ပါတယ်ဂျက်ကအဲ့ဒီအတွက်သူတောင်းပန်စကားမကြားရသေးကြောင်းနဲ့မင်းကရောတောင်းပန်မှာလားဒါမှမဟုတ်တခြားတစ်ယောက်ကိုပြောဦးမှာလားလို့မေးလိုက်တဲ့အခါမှာတော့ရနတန်ငါကသူ့အထက်မှာဘယ်သူမှမရှိတော့ကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်ဂျက်စီကိုရနတန်ငါကတဖြည်းဖြည်းချင်းနီးကပ်လာတာကြောင့်ဘေးကလူတွေကဒီလူတော့တေပြီလို့တွေးနေတဲ့အချိန်မှာပဲရနတန်ငါကသူ့ညီဖြစ်သူစိုးမူလူကိုပါထားရိုက်လိုက်ပါတော့တယ်ရနတန်ငါကဒီလိုကိစ္စတေးသေးလေးတွေကိုသူ့စီတဲလာရသလားဆိုပြီးသူ့ညီကိုဆဲဆိုကဂျက်စီကိုလှည့်လာပြီး sorry လို့ပြောလိုက်တာကြောင့်ဘေးနားကလူတွေအကုန်လုံးလည်းအံ့ဩသွားကြပါတယ် sorry ဆိုတဲ့စကားကြားလိုက်ရတာကြောင့်ဝမ်းသာစွာနဲ့ပြန်မယ်အလို့အိမ်တကားဝါအရောက်ပြန်လှည့်လာတဲ့ဂျက်ကိုမင်းလိုချင်တဲ့ sorry ရပြီးတာတော့ဘာလို့ပြန်လာတာလဲလို့ရနတန်ငါကမေးခွန်းထုတ်လိုက်ပါတယ်ဂျက်ကသူချန်ထဲဝင်လာတော့ကအုပ်ထားတဲ့ရဲကားတစ်စီးကိုတွေးလိုက်ပြီးမင်းအိမ်ထဲမှာလဲဟုဆိုကဘာမှဆက်မပြောတော့ပဲပြစ်စလက်ခတ်ဖြစ်နေတဲ့ရဲဝတ်စုံနေနာရောက်သွားပါတယ်တွေးစားတွေတိုင်းလိုက်သွားပြီးအခန်းထဲမှာရဲမေတွေရှိနေမယ်ဆိုတာကိုသိသွားတာကြောင့်ရဲဝတ်စုံတွေပေးလိုက်ပြီးဒဏ်ရာတွေနဲ့ညှိုးငယ်နေတဲ့ရဲမေတွေကိုမြင်သွားတော့စိတ်မထိန်နိုင်တော့တဲ့ဂျက်ဟာရနတန်ငါရဲ့တပည့်တွေကိုတန်းစီပြီးရိုက်ပါတော့တယ်ရနတန်ငါကသူ့အိမ်ထဲထိလာပြီးဒီလောက်တော့စော်ကားရသလားဟုဆိုကသူ့ရဲ့တနက်ကိုယူပြီးဂျက်စီကိုလှည့်လာတဲ့အချိန်မှာတော့ဂျက်ကလည်းအသင့်ပါလာတဲ့တနက်နဲ့အတူရနတန်ငါကိုပြန်ချိန်လိုက်ပါတယ်ဂျက်က sorry တလုံးနဲ့မင်းလူတွေကိုရိုက်ပြီးဒီအထိရောက်လာတဲ့ငါကဒီရဲမေတွေအတွက်ဆိုမင်းတပ်ပါနှုတ်ပြမှာပြစ်ကြောင်းပြောလိုက်ပါတယ်ရနတန်ငါကလည်းမင်းရဲ့နေတဲ့မြေကသူ့အပိုင်ဖြစ်ကြောင်းနဲ့ဒီနယ်မှာသူ့ခွင့်ပြုချက်မရပဲမြစ်တွေတောင်စီးဆင်းခွင့်မရှိကြောင်းပြန်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်စကားစစ်ထိုးနေတဲ့အချိန်ရနတန်ငါရဲ့မိန်းမဖြစ်သူဘာရတီကသူ့ယောက်ျားကိုစိတ်လျှော့လိုက်ဖို့ဝင်ပြောလိုက်တာကြောင့်အသိစိတ်ပြန်ဝင်လာတဲ့ရနတန်ငါကမင်းလူတွေကိုခေါ်ပြီးထွက်သွားဟုဆိုကဒီနယ်မြေကရှင်းလန်းတိုင်းမှာသူ့ရဲ့ရှိနေတာဖြစ်တာမလို့နေမဝင်ခင်သူ့ရှိမှဒူးထောက်လာစေရမယ်လို့ရနတန်ငါကချင်းချောက်လိုက်ပါတယ်ဂျက်ကလည်းအဲ့ဒီလောက်နဲ့ရင်မခုန်ကြောင်းနဲ့ဆောင်းနေမှာဖြစ်ကြောင်းကိုပြန်ချေပကပြောပြီးထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းရနတန်ငါတို့စီလာနေတဲ့ CBN အရာရှိကိုပြည်내ဝင်ကြီးကလမ်းမှာတားပြီးအားလုံးအဆင်ပြေနေပြီဖြစ်ကြောင်းနဲ့ကားပေါ်ကပါလာတဲ့ငွေတွေကိုယူပြီးဒီကနေပြန်လှည့်သွားတဲ့ကြောင်းပြောနေပါတယ် CBN အရာရှိမူရတီကလည်းသူရောက်အောင်သွားပြီးစုံစမ်းမှဖြစ်ကြောင်းနဲ့မင်းနဲ့ပတ်သက်မှုတစုံတရာရှိတာသိသွားရင်မင်းကိုလည်းအဝိပလာနဲ့မြို့လေကောင်မှလမ်းလျှောက်ခိုင်းမှဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ဒေါသထွက်သွားတဲ့ဝင်ကြီးကသူဟာလည်းဝင်ကြီးအဆင့်ဖြစ်ကြောင်းအာဏာပြပါတော့တယ်အဲ့ဒီအချိန်အသေးဖမ်းဆီးမှု55ကြိမ်နဲ့ CBN ရရှိမူရတီဖြစ်ကြောင်းတတိပေးကဘေးကအုံသီးကိုတနက်နဲ့ပြစ်လိုက်ပါတယ်အိမ်ထဲအထိလာပြီးအစော်ခံလိုက်ရတဲ့ရနတန်ငါတို့ကတိုက်စိတ်နေပြီးဒီလောက်စော်ကားခံရတာတော့မှအသက်ရှင်လေးရပြန်လှုပ်ပေးလိုက်လို့ရနတန်ငါရဲ့အမေဖြစ်သူဘွားတော်ကသူ့သားကိုပြောဆိုနေပါတယ်အဲ့ဒီအချိန်ရနတန်ငါကဒီအိမ်ထဲမှာတက်လိုက်ရင်သူ့အိမ်ရဲ့တိတ်ခါကြသွားမှဖြစ်ကြောင်းနဲ့အပြင်မှာခွေးမောင်းတယ်လို့မောင်းပြီးတတ်မှဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ပြည်내ဝင်ကြီးကရနတန်ငါစီဆက်တွေ့လာပြီးတော့ CBN အရာရှိကိုတားမရကြောင်းနဲ့ဝင်လာနေပြီဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ဖုံးချပြီးတာနဲ့မကြခင်မှာပဲတန်းစီလာတဲ့ CBN အရာရှိရဲ့ကားတွေတဲက
မိုရတီပါလာတယ်လို့ယူဆရတဲ့ကားကိုကားတစ်စီးကဝင်တိုက်လိုက်ပါတယ်။တစ်ဖက်မှာလည်းရန်နာတန်ငါအိမ်ကနေပြန်လာနေတဲ့ဂျက်တို့ကိုရန်နာတန်ငါရဲ့တပည့်တွေကအသင့်ဆောင်နေပြီးတော့တိုက်ခိုက်လိုက်တာကြောင့်ဂျက်တို့လည်းပြန်လည်ခုခံကြရပါတယ်။လူရင်အားအယမ်းများတာကြောင့်ရမ်းမေတယောက်ဓာတ်ထုတ်ခံလိုက်ရပြီးဂျက်တို့လည်းလွတ်မြောက်အောင်ထွက်ပြေးလာကြရပါတယ်။တစ်ဖက်မှာလည်းဒီလိုအကြံတွေကိုရိပ်မိနေတဲ့ CBN ရာရှိကကားပြောင်းစီးလိုက်တာကြောင့်မလို့ရန်နာတန်ငါရဲ့ကားနဲ့တိုက်တက်မဲ့အကြံကနေလွတ်လာခဲ့ပါတယ်။ရန်နာတန်ငါတပည့်တွေစီကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့ဂျက်တို့အဖွဲ့ကနေဓာတ်ထိထားတဲ့ရိပ်မြေတယောက်ကရေစားတယ်လို့អော်နေတာကြောင့်ဂျက်တို့အဖွဲ့လည်းအကူအညီတောင်းနေရပါတော့တယ်။အဲ့ဒီအချိန်အရာရှိရဲမေတယောက်စီကိုရန်နာတန်ငါစီကနေဖုံးဝင်လာတာကြောင့်ဂျက်ကကင်လိုက်ပါတယ်။တိတ်ဆိတ်လီနဲ့ရွာလေးနဲ့အတူတေကန်နီရဲမေတယောက်ရဲ့အော်တန်ကိုဘလို့ခံစားရလဲဆိုပြီးတော့ရန်နာတန်ငါကမေးကနောက်ထပ်မင်းကိုမတက်ခင်မှာလဲမင်းကဲ့သွားတဲ့ရဲမေတွေကိုတပ်ပြမှာဖြစ်ကြောင်းရှင်းချောက်လိုက်ပါတယ်။ဂျက်ကလည်းဒီမှာဖြစ်ပျက်နေတာတွေကိုသူဘလို့သိလဲနဲ့မင်းတို့ကရောသူ့ကိုဘာလို့တောဖမ်းတာလဲလို့ရဲမေတွေကိုမေးလိုက်ပါတယ်။ရဲမေကအရင်တုန်းကဒီမှာလူခဏခဏသေးတာဖြစ်ပေမဲ့ဘသူတတ်တာလဲဆိုတာမသိခဲ့ပဲအခုမှသာရန်နာတန်ငါတတ်တာဖြစ်ကြောင်းသိလိုက်ရတာကြောင့်တောဖမ်းတာဖြစ်ကြောင်းပြောပါတယ်။လူတွေတေရတဲ့အဓိကအကြောင်းရင်းကလည်းပြည်နယ်ဝင်ကြီးကစစ်စလန်ကဘောစီနဲ့မီတင်လုပ်နေတဲ့အချိန်စစ်စလန်ကဘောစီတွေလိုချင်တာကဖြာအပြင်းတဲ့ရေဒီယိုတထုပစ္စည်းဖြစ်ပြီးတော့အဲ့ဒါကလည်းအိန္ဒိယနိုင်ငံမှာဆိုရင်နိုင်ငံရဲ့တောင်ပိုင်းမှာသာရှိကြောင်းနဲ့အဲ့ဒီနယ်မြေကိုဘလောက်ပဲကုန်မြေလွတ်လိုချင်ကြောင်းဘောစီကပြောလိုက်ပါတယ်အဲ့ဒီလိုလုပ်ဖို့အတွက်စုစုပေါင်းရွာပေါင်း30ကလူတွေလက်မှတ်ထိုးပါမှရမှာဖြစ်တာကြောင့်ဝင်ကြီးကသူမလုံနိုင်ကြောင်းနဲ့အဲ့ဒီလိုလုံနိုင်တဲ့ရန်နာတန်ငါနဲ့ဘောစီကိုမိတ်ဆက်ပေးလိုက်ပါတယ်အဲ့ဒီအကြောင်းတွေကိုရွာသားတွေကသိသွားတော့သဘောမတူနိုင်ပေမဲ့သဘောမတူတဲ့အဖွဲ့ကိုလည်းရန်နာတန်ငါတို့ကတခြားလူတွေရဲ့ရှေ့မှာနဲ့ရဲရဲဆက်ဆက်တပ်ပြကအကြောက်တရားရိုက်သွင်းလိုက်ပါတယ်အဲ့ဒီလိုလုံနေတဲ့ဖြစ်ရက်ကိုအပြိုရွယ်ကလေးမလေးကဗီဒီယိုခိုးရိုက်ကအွန်လိုင်းမော်တင်အကူအညီတောင်းတာကိုဝင်ကြီးကမြင်သွားတာကြောင့်အကျင့်ပြက်ရဲတွေကရွာသားတွေရှေ့မှာနဲ့ကလေးမလေးကိုမရင်းကျင့်ပြသွားပါတယ်ဘယ်သူစီကိုမှအကူအညီတောင်းမရတဲ့အဆုံးရွာသား10ယောက်ဟာလက်ချောင်းတွေဖြတ်ပြီးတော့ကလေးမလေးတယောက်ကိုစာရေးခိုင်းပြီးလက်ပြက်တွေနဲ့အတူတမနာကြီးစီစာပိုးခဲ့ကြောင်းပြောခဲ့ပါတယ်တမနာကြီးစီစာပိုးတဲ့အကြောင်းဘယ်ကနေတင်းရသွားမှမသိတဲ့ရန်နာတန်ငါတို့အဖွဲ့ကအဲ့ဒီလူငယ်10ယောက်ကိုလည်းရဲရဲဆက်ဆက်ခေါင်းဖြတ်ကအလောင်းဖြောက်ပြစ်လိုက်ကြပါတယ်အဲ့ဒီအလောင်း10ခုကြောင့်သူတို့ကရန်နာတန်ငါကိုတွားဖမ်းတာဖြစ်ပေမဲ့သူတို့ပဲဘွားပြက်ခဲ့ပြီးတော့ဘယ်နှယောက်တောင်မှလာပြီးတော့မရင်းကျင်သွားလဲမမှတ်မိဘူးလို့ရဲရရှိကငိုယိုကဂျက်ကိုပြောလိုက်ပါတယ်အဲ့ဒီအခါမှာတော့အသက်ခိုက်သွားတဲ့ဂျက်ကသူကလည်းဒီနိုင်ငံကလူဖြစ်တာကြောင့်အဲ့ဒီလိုလူယုံမာတွေကိုရအောင်ရှင်းပေးမှဖြစ်ကြောင်းနဲ့အရှင်မထားနိုင်ကြောင်းဂတိပေးလိုက်ပါတယ်အဲ့ဒီနောက်ရဲမေတွေကိုခေါ်ကရဲစခန်းကိုတွားပြီးတော့သူကရန်နာတန်ငါကိုရိုက်ခဲ့ကြောင်းနဲ့မင်းလိုစခန်းမှုကဒီလိုရဲဝတ်စုံနဲ့မတန်ကြောင်းပြောနေတဲ့အချိန်နောက်ကနေရိုက်လိုက်တာကြောင့်တတိလစ်သွားတဲ့ဂျက်ကိုတန်ကြိုးတွေနဲ့ဝိုင်းချီကစော်ကြပါတော့တယ်အဲ့ဒီအချိန်စခန်းမှုကရန်နာတန်ငါရဲ့ညီဆိုမူလူကိုဖုံးဆက်ခေါ်လိုက်တာကြောင့်ချက်ချင်းရောက်လာတဲ့ဆိုမူလူကလည်းထပ်ပြီးတော့ဂျက်ကိုစွန်ကြီးဝိုင်းလောင်းကြပါတယ်ခဏကြာမှာတော့ဆိုမူလူရဲ့တပည့်တယောက်ကအသက်ရှိသေးလားတွားကြည့်နေတဲ့အချိန်တတိပြန်လဲလာတဲ့ဂျက်ကအကုန်လုံးကိုထပြီးတော့တီးပါတော့တယ်စိတ်တူသွားတဲ့ဂျက်ကစခန်းမှုနဲ့ရဲတွေအပြင်ဆိုမူလူပါမကြံအကုန်တက်ပြက်ကရဲစခန်းနဲ့တွဲလောင်းဆွဲပြီးတော့ထွက်သွားပါတယ်အဲ့ဒီအချိန်ရန်နာတန်ငါရောက်လာပြီးတော့သူညီရဲ့ဖြစ်ပျက်ကိုကြည့်ပြီးဝမ်းနေနေတဲ့အချိန်မှာပဲဂျက်စီကဖုံးဝင်လာပါတယ်ဂျက်ကဒီတခါသူ့လက်ပဲဦးဆိုကအခုလိုမြင်နေရတာကဘလို့ခံစားရလဲမေးပြီးတော့သူ့ကိုလက်မချပဲနဲ့သူကိုယ်တိုင်ကရန်နာတန်ငါစီလာမှာဖြစ်ကြောင်းပြောလိုက်ပါတယ်တစ်ဖက်မှာတော့တခြားရွာကစာချုပ်တွေရနေတဲ့အချိန်ရန်နာတန်ငါတို့ရွာကစာချုပ်တွေမရသေးတာကြောင့်ပြည်နယ်ဝင်ကြီးကိုဘောစီကအော်နေတဲ့အချိန်မှာပဲရန်နာတန်ငါကရွာသားတွေကိုတွဲကားနဲ့တင်ပြီးတော့ရောက်ရှိလာပါတယ်ရန်နာတန်ငါကတမနာကြီးစီစာပိုးတဲ့ကလေးမလေးကိုဆွဲခေါ်ကတမနာကြီးစီစာပို့ရန်အတွက်ရွာသားတွေကိုတယောက်ပြီးတယောက်ပြစ်တက်ပြကရေးခိုင်းနေပါတော့တယ်အဲ့ဒီချိန်ချက်ကဟယ်လီကော်ပတာကြီးနဲ့ရောက်လာပြီးတော့ရန်နာတန်ငါကလွဲပြီးတော့ကျန်တဲ့လူတွေအကုန်လုံးကိုဗမာလူကြီးပြစ်တက်လိုက်ပါတယ်ဖွဲ့သားတွေအကုန်တေကုန်ကြပြီးတယောက်ထက်ကြက်နေခဲ့တဲ့ရန်နာတန်ငါကကလေးမလေးကိုတစားခံလောက်ကဂျက်ကိုလက်နက်ချခိုင်းပါတော့တယ်အဲ့ဒီအချိန်လက်နက်ချသားတဲ့ဂျက်ရဲ့အရှိကိုရွာသားတွေကဝင်ကာလိုက်တာမို့အာယုံလွဲသားတဲ့ရန်နာတန်ငါရဲ့အရှိ
ဂျက်ကဝင်လာကတနက်ကိုကန်ချလိုက်ပါတယ်အသေးပေါက်နေတဲ့ဂျက်ကလည်းရွာသားတွေရှိရဏတန်ငါကိုရှယ်ထိုးပြကတန်ကြိုးတွေနဲ့ရဏတန်ငါရဲ့လေပင်ကိုရှိပြီးတော့ရွာသားတွေကိုဆွဲခိုင်းมาတော့တယ်နာကြီးမှုအပြည့်နဲ့ရွာသားတွေရဲ့ဆွဲချက်ကြောင့်ကျိုးပေးလိုက်တယ်လို့မျိုးရဏတန်ငါကလည်းတည်ဆုံးသွားရပါတယ်အဲ့ဒီချိန်ရဲမြညွန့်တဲ့အဖွဲ့ဟာဇက်လန်းဆုံးကမှဗမာလူကြီးရောက်လာပြီးတော့ဇက်လန်းကလည်းပြီးဆုံးသွားပါတယ်ဇက်လန်းဆုံးတဲ့အထိကြီးစုပေးသူတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဇက်လန်းတွေကိုနားဆင်နိုင်ရန်အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့မေတ္တာရက်ခံပါတယ်